3၆၄ကခေါင်းစဉ်က49ပေါ့နော်မာဣတနာမာဣတနာမာဣတနာဆိုတာလေဘာနဲ့တူလဲဆိုခုမတနာနဲ့တူပဲပေါ့နော်တိတ်ပြီးမကွဲဘူးပေါ့နော်အဲ့တော့ဒီနေရာကျတော့မာဣတနာဘယ်လိုမျိုးသုံးလဲဆိုလို့ရှိရင်အစင်မပြေမှုတစ်ခုခုကြုံတွေ့လိုက်ရရင်သုံးတယ်ပေါ့နော်အစင်မပြေမှုအဲ့တော့စိတ်ညစ်ပါတယ်ပြဿနာပဲအဲ့လိုမျိုးလေးပဲမာဣတနာဥပမာကိုကပေါ့နော်ကုမ္ပဏီကိုလုပ်သွားမှာဒီမနေ့စောစောပေါ့နော်7 နာရီပြီ9 နာရီပြီရောက်အောင်သွားမှာဒါပေမဲ့ယထာဖြစ်ဖြစ်ဘတ်စကားဖြစ်ဖြစ်လုံးဝဟိုမှာငလင်လောက်တာပဲဖြစ်ဖြစ်တခြားကြီးကိုမတော်တဆမှုဖြစ်လို့ပဲဖြစ်ရက်သွားတယ်သွားဖို့ဒါဆိုသွားဖို့အဆင်မပြေဘူးပေါ့ပြီးတဲ့ခါမာဟစ်တာနာရဲ့လို့ပေါ့နော်ဆောင်းပွဲရှိရရက်ဆောင်းပွဲကောင်ကိုမြင်မြင်ရအောင်သွားမယ်ဒါပေမဲ့ယထာကကြံ့ကြာနေရမျိုးဆို2 နာရီလောက်ဆောင်းရတော့မယ်ဆိုမာဟစ်တာနာပြဿနာပါပဲဒုက္ခပါပဲဆိုသေးပြီပေါ့နော်ဆိုတော့အခြေအနေမကောင်းဘူးအဲ့လိုမျိုးအဆင်မပြေမှုတစ်ခုခုကြုံတွေ့ရလို့ပြောချင်တဲ့အခါမှာမာဟိတာနာလို့သုံးတယ်ပေါ့နော်はい一番字はみ次のバスは2時間後だってチサズテードはテレボのနောက်လာမယ့်ယထာကနောက်2နာရီနောက်မှတဲ့2နာရီကြာပြီးမှ2時間後の2時間経って2時間後2နာရီကြာပြီးမှလားမာဟိတာနာပြဿနာပါပဲစိတ်ညစ်ပါတယ်ပေါ့နော်はいနောက်တစ်ခုက今日は早く帰るんじゃなかったのဒီနေ့ကလေ早く帰るစောစောပြန်မှာဂျာနိုင်ဂျာနိုင်ခတ်ဒီညကျမှဂျာနာခတ်တာတော့ပေါ့ဂျာနိုင်ဆိုတာလည်းတူတူပဲအဲ့တော့စောစောပြန်ခဲ့တယ်စောစောပြန်ခဲ့မယ်လို့ငါထင်ထားခဲ့တာဂျာနာခတ်တာဆိုတာဂျာနိုင်ကနေလာဂျာနိုင်ကကျတော့တို့အမွေမတ်ပေါ့နော်ဂျာနာခတ်တာတော့ဆိုတော့ထင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားဂျာနိုင်ဆိုရင်ဂျာနိုင်ကိုအတန်မြင့်ထင်တယ်ဂျာနာခတ်တာတော့ဆိုရင်ထင်ခဲ့တယ်အဲ့တော့ငါမင်းစောစောပြန်မယ်လို့ငါထင်စောစောပြန်ပြီလို့ငါထင်ခဲ့တာそうなんだけどအဲ့လိုဆိုပေမဲ့လေ仕事が終わらないんだよငါအလုပ်မပြီးသေးဘူးမိုက်တာနာဒုက္ခအဲ့လိုမျိုးပေါ့နော်ဟဲ့နောက်တစ်ခုကြောက်3番နော်どうしようတဲ့ဘယ်လိုလုပ်ကြမလို့ပေါ့နော်財布置いてきちゃった置いてထားပြီးတော့きちゃったထွက်လာခဲ့တယ်ပေါ့နော်ဘယ်လိုလုပ်မလို့ငါပတ်ဆိုင်ထားပြီးတော့လာခဲ့မိတယ်ပေါ့နော်ဥဆိုဒီဥဆိုမှတ်ထားပါနော်ဥဆိုအတန်မြင့်ပြီးပြောရင်မယုံလို့ပေါ့နော်တကယ်အဟုတ်အဲ့လိုမျိုးပေါ့နော်မယုံဘူးပေါ့နော်ဥဆိုမိုက်တာနာပြဿနာပါပဲ今日あんまり持ってないんだよ今日あんまり持ってないငါလည်းပဲသိပြီးမပါလာဘူးပေါ့နော်持ってないんだよအဲ့ကြောင့်မလို့စိတ်ညစ်ပါတယ်ကွာဆိုပြီးပြောတာပေါ့ဟဲ့နောက်တစ်ခုယုံမှန်ကြည့်အောင်နော်いやဆိုတာလည်းညင်းတာပေါ့နော်いやမိုက်တာနာဒုက္ခပါပဲဒုက္ခもမင်းだよမင်းအင်းဆိုတာဆိုင်အပြည့်လူအပြည့်လို့ပြောတာပေါ့နော်ဆိုင်မှာလူပြည့်နေတာအဲ့ဒါမျိုးဆိုလို့ရှိရင်မင်းအင်းလို့ပြောတယ်ပေါ့နော်အဲ့လူအပြည့်ဖြစ်နေတယ်တဲ့မိုက်တာနာဘာလို့လဲဆိုရင်သူနိလေသာစားမလို့ပေါ့နော်ဒီမင်းစားမလို့လူကပြည့်နေတော့မိုက်တာနာဒုက္ခပဲသူရဲ့အစင်မပြေမှုကိုပြောတယ်ပေါ့နော်မို့နောက်ခါစိတ်တက်ခါတာဘိုက်စာနေပြီပေါ့နော်ဘိုက်စာနေလို့ကြောင့်ဒုက္ခတဲ့မိုးကြီးရောဘယ်ပဲဖြစ်ဖြစ်ရတယ်ဒုက္ခတဲ့မိုးကြီးကိုပန်းကြည့်အောင်ပေါ့နော်ခခွန်式のスピーチをしてくれませんかဘတ်တက်ခရဲမဆန်ကဘတ်ပြီးလို့ရမလားပေါ့တစ်ဖက်လူကိုခိုင်းနေတယ်ဆိုရင်ဘတ်တက်ခရဲတူဘတ်တက်ခရဲနိုင်အဲ့နေရာမှာမနာစလို့ခရဲတူခရဲမဆန်ကခရဲနိုင်ကြိုက်တာပြောင်းလို့ရတယ်ပေါ့နော်ခရဲမဆန်ကနေရာမှာခရဲတူဆိုပြီးတော့ question mark တက်ပေါ့နော်အတန်မြင့်ခရဲတူခရဲမဆန်ကဆိုရင်ခရဲနိုင်ဝန်တန်မြင့်ခရဲနိုင်ခရဲတူခရဲမဆန်ကအဲ့ဒါပဲပေါ့နော်ခရဲမဆိုတော့နောက်တစ်ခါspeech ですか speech ပြောရမှာလားမိုက်တာနာပြဿနာပါပဲငါ speech မရဘူးပေါ့နော်ဒုက္ခပဲအခက်တွေ့နေပေါ့နော်အဲ့လိုမျိုး okay အဲ့ဆိုတော့တိကနေငါဒီရမလားရမှာနော်はい大丈夫ですか大丈夫です。はいです。 okay နားထောင်ကြမှာနော်はい、大丈夫です。はい49番。1、次のバスは2時間後だって。時間後。参ったなぁ。2、今日は早く帰るんじゃなかったの？そうなんだけど、仕事が終わらないんだよ。参ったな。3、どうしよう、財布置いてきちゃった。嘘。参ったな。今日あんまり持ってないんだよ。4、いやー、参ったな。どこも満員だよ。もうお腹空いたから、どこでもいいよ。5、
結婚式のスピーチをしてくれませんか？スピーチですか？参ったな。